တကယ်တော့နိုင်ငံတနိုင်ငံရဲ့တယံဇာတဆိုတာဟာတကယ်နိုင်ငံတနိုင်ငံရဲ့ယတနာဆိုတာအဲ့ဒီနိုင်ငံကပြည်သူပြည်သားတွေပါပဲအခုစင်ကာပူနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံလေးဟာအင်တာမသေးပါတယ်လူမျိုးပေါင်းစုံနဲ့လှုပ်ထားတဲ့နိုင်ငံလေးဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာအလယ်မှာအင်တာမအလေးစားခံရတဲ့တိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံဟာလည်းဒီလိုမတိုးတက်နိုင်စရာအကြောင်းမရှိပါဘူးဒါပေမဲ့တိုးတက်ဖို့အောင်မြင်ဖို့ဆိုတာဟာအဓိကအားဖြင့်တော့ကျမတို့ပြည်သူပြည်သားတွေရဲ့စိတ်ဓာတ်ပေါ်မှာမူတည်ပါတယ်မြန်မာနိုင်ငံဟာတယံဇာတာသဘာဝတယံဇာတာပစ္စည်းအင်တာမပေါ်ကျွယ်တယ်ဆိုပြီးတော့ချီးမွမ်းကြပါတယ်ဒါတော့ကျမအနေနဲ့တော့ချီးမွမ်းစရာကိစ္စမဟုတ်ဘူးလို့ပဲထင်ပါတယ်ဒါသဘာဝအရာဖြစ်လာတာပဲပထဝီအနေထားအရဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်ကိုယ့်ဘာကိုစူးစမ်းယူလို့ကိုယ့်ပြည်သူပြည်သားတွေရဲ့အစွန်းအစနဲ့ဖြစ်လာတဲ့ယတနာတွေမဟုတ်ပါဘူးပြည်သူပြည်သားတွေနဲ့ရဲ့အစွန်းအစနဲ့ထူထောင်တဲ့တဟာဇာတယတနာပစ္စည်းများဟာဒါတကယ်တန်ဖိုးရှိတာပါဒါကြောင့်ကျမတို့ပညာရေးစနစ်ကိုအင်တာမအလေးထားတယ်ဆိုတာဒါပါပဲပညာရေးစနစ်ကနေပြီးတော့တဆင့်ကျမတို့ရဲ့ပြည်သူပြည်သားများဟာပြည်သူပြည်သားများရဲ့တာဝန်ကိုပြည့်ပြည့်ဝဝထိထိရောက်ရောက်ထမ်းဆောင်နိုင်အောင်လို့ကျမတို့ရည်ရွယ်တာဖြစ်ပါတယ်ရွေးကောက်ပွဲတုန်းကတော့ဘယ်လိုရည်ရွယ်ချက်နဲ့စင်ကာပူကကျမတို့နိုင်ငံသူနိုင်ငံသားအများစုက NLD ကိုမဲထည့်ခဲ့တယ်လို့ကျမမသိပါဘူးဒါပေမဲ့ဒီရည်ရွယ်ချက်ဟာကောင်းတဲ့ရည်ရွယ်ချက်လို့ကျမမျှော်လင့်ပါတယ်ကောင်းတဲ့ရည်ရွယ်ချက်ဆိုတာကျမဘယ်လိုဆိုလိုတာလဲဆိုတော့ကျမတို့ရဲ့ပါတီကိုအတွက်မဟုတ်ဘဲနဲ့နိုင်ငံအတွက်မဲထည့်တယ်လို့ကျမဒီလိုပဲမျှော်လင့်ပါတယ်